မိတ်ဆက်ပေးမဲ့ treatment အသစ်လေးကတော့ Italy နိုင်ငံ Promotelia ကုမ္ပဏီကထုတ်လုပ်ထားတဲ့ Pink Intimate System အကြောင်းပဲဖြစ်ပါတယ်။ဆေးဘူးထဲမှာဆေးရည်14တို့ပါဝင်ပြီးဆေးတို့ပေါ်က product lot number ကိုကြည့်ပြီး authentic ဖြစ်မဖြစ်ကိုကြည့်ရှုစစ်ဆေးနိုင်ပါတယ်။ chemical peeling ဆေးရည်အပြင်းနေနဲ့မတူပဲ sensitive ဖြစ်ပြီးနူးညံ့လွန်းတဲ့ခန္ဓာကိုယ် area တွေပေါ်မှာသုံးလို့ရတဲ့ soft peeling ဆေးရည်အမျိုးအစားဖြစ်ပါတယ်။ဆေးတို့ထဲမှာဆေးပလင်းနဲ့အဆက်ချဖို့အတွက် plastic ပြိုနှံတစ်ခုပါရှိပါတယ်။ဆေးပလင်းမော်က lot number ကိုကြည့်ပြီးတော့လည်း authentic ပစ္စည်းအစစ်ဟုတ်မဟုတ်ကိုသိနိုင်ပါတယ်။ Pink Intimate Solution တွေဟာတဘာဝကနေထုတ်လုပ်ထားတာဖြစ်တဲ့အတွက် temperature ပေါ်မူတည်ပြီးအယောင်ပြောင်းတာအနံ့ပြောင်းတာဖြစ်နိုင်ပေမဲ့အာနိသင်ပြောင်းလဲခြင်းတော့မရှိပါဘူး။ Product storage အနေနဲ့ AB နေရောင်ဓာတ်ရိုက်မထိတဲ့နေရာတွေမှာသိမ်းဆည်းထားနိုင်ပြီးဖွင့်ပြီးသားပလင်းတွေကိုတော့ရေခဲတစ်တာရိုးရိုးအကန့်ထဲမှာသိမ်းဆည်းထားနိုင်ပါတယ်။ဆေးပလင်းကိုဖောက်ပြီးရင်အပေါ်က rubber ဖုံးကိုချွတ်ပြီး plastic ပြွန်တံကိုတက်ပေးရပါမယ်။ဒါဆိုရင်အဆက်ချဖို့အဆင်သင့်ဖြစ်ပါပြီ။ဆေးဆက်ချမဲ့နေရာကိုအရင်ဆုံး alcohol wipe နဲ့တန့်ရှင်းလုပ်ပေးဖို့လိုအပ်ပါတယ်။ပြီးရင်တော့ tissue 6နဲ့ပြန်တုပ်ပေးဖို့လိုအပ်ပါတယ်။ညိုမဲတဲ့ area ပေါ်မူတည်ပြီးတော့ဆေးရည်ကိုအနည်းများချိန်ဆပြီးအဆက်ချပေးရပါမယ်။အဆက်ချပြီးရင် anti gravity ပင့်တင်ပို့လိမ့်ပေးရပါမယ်။ lifting effect ကိုပါရစေပါတယ်။ Pink Intimate ရဲ့အားသာချက်ကတော့ဆေးထိုးစရာမလိုနာကျင်ခြင်းမရှိပူခြင်းဆက်ခြင်းရရန်ခြင်းရေပြားကွာခြင်းတို့မရှိဘဲနဲ့အချိန်နဲ့ငယ်ပေးုံနဲ့မဲတာတွေကိုတက်တာစေပြီးဖြူဖွေးစေနိုင်ပါတယ်။ကြားမှမရွေးသုံးဆွဲနိုင်ပါတယ်။ဂျိုင်းမဲတာတထောင်စစ်လိုဒူးလိုနေရာမျိုးတွေမဲတာပေါင်ချံတင်ပါဘီကနီ area တို့လို private area nipple area တွေမှာညိုမဲဆွဲနေတာတွေကိုပြန်လည်ပြီးသားရောင်ဖြူလင်းလာစေဖို့ Pink Intimate System ကိုအသုံးပြုလို့ရပါတယ်။ပြီးရင်တော့ရေဆုပ်ထားတဲ့ဂွန်းနဲ့ဆေးလိမ့်ထားတဲ့နေရာတွေကိုပြန်တုပ်ပေးရပါမယ်။ပြီးရင်တော့6တွေ့သွားစေဖို့တီရှူးတန့်လေးနဲ့ထပ်တုပ်ပေးရပါမယ်။ညိုမဲနေတဲ့အတိုင်းအတာတွေပေါ်မူတည်ပြီး repeat 4-5 ချိန်ပြန်လဲအသုံးပြုလိုက်တဲ့အခါတိတိတသာဖြူဝင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်။